မင်္ဂလာပါဒီနေ့တော့ရီယာအခုအရန်ကိုခက်စားနေတဲ့ Hourglass ရဲ့ limited edition ပဲလက်လေးအကြောင်းပြောပြမယ်နော်ဒါလေးကတော့ဒီယာပဲလက်ကလေးအသားဖြူတဲ့သူတွေနဲ့ဆိုတော်တော်လေးကိုလှမဲ့ဟာလေးပေါ့နော်ပါးနီလေးတွေ highlighter တွေမျက်နှာတစ်ခုလုံးလင်းလက်စီမှာပါသူလေးကတော့စွမ်းလေးပါသူကတော့အသားဖြူတဲ့သူတွေရောညူတဲ့သူတွေရောအကုန်လုံးနဲ့လိုက်တယ်ပါတဲ့အရာလေးကတော်တော် perfect ဖြစ်တယ်လို့ပြောလို့ရတယ်ပေါ့နော်ဒါလေးကတော့ fox ballet လေးအသားတော်တော်ညူတဲ့သူတွေနဲ့ပို့ပြီးကြိုက်မယ်လို့ထင်တယ်။ဒါလေးကတော့ရည်ရွေးလိုက်တဲ့ horse ballet ကလေးပါ။သူ့ရဲ့အယောင်တွေက6ရောင်ပါတယ်။ပါးနီက3ရောင် highlighter 1ရောင် bronzer က1ရောင်မျက်နှာတစ်ခုလုံးသုံးတဲ့ lightening powder က1ရောင်ပါပါတယ်။တကယ်တော့ကြီးလေ horse နဲ့ဆွမ်းကြမှာဝေခွဲမရမြေဘဲမာတွေဖြစ်နေတာအကြားကြီးပဲဒါပေမဲ့လည်းနောက်ဆုံးဘာလို့ horse ကိုယူလိုက်တာလဲဆိုတော့ horse ကမူလာတော့စင်ကာပူကိုသွင်းမှုစိတ်ကူးမရှိဘူးတဲ့အဲ့ဒါကိုသူတို့ကနောက်မှအဲ့လိုမျိုးပေါ့နော်သွင်းမှမယ်လေးဆိုသွင်းလိုက်တယ်ဆိုတော့ horse ballet ကတော့နည်းနည်းလေးပဲပါလာတယ်အဲ့ရောကြတော့အကုန်လဲမြန်တယ်အခုဆိုစင်ကာပူတစ်ခုလုံးမှာလဲ stock out ဖြစ်သွားပြီပေါ့နော်အားကြောင့်မို့လို့ကိုကတော့ horse ballet ကိုရွေးလိုက်တာဒါပေမဲ့တကယ်တမ်းဆွမ်းကလည်းတော်တော်လှတယ်ပေါ့နော်ပြီးတော့အခုဆိုလို့ရှိရင်ဆွမ်းကဒီစင်ကာပူ Sephora မှာတော်တော်ကြီးကိုရောင်းရတယ်အယောင်ကလည်းပါတဲ့အယောင်တွေကလည်းသူက bronzy color ပိုပြီးတော့ရင်းတော့ကြတော့လေပိုပြီးတော့ကြတော့controlling bronzing ချလို့ရတယ်လို့ကြီးကထင်တယ်ပေါ့နော်ခုဆိုကြီးကပါးနေနှစ်ရောင်ကိုပေါ့နော်ဆက်ပြီးတော့ဒီပါးနေကိုလိမ့်သွားတာပါပြီးလို့ရှိရင်နှာခေါင်းလေးတွေအဲ့လိုမျိုးအချို့လင်းစေခြင်းတဲ့နေရာလေးမှာလည်းအဲ့လိုပန်းပန်းလေးတွေလိုက်ထည့်လိုက်တယ်ဒီနေ့ကအဲ့လိုပန်းပန်း look ကလေးပြင်မယ်ပေါ့နော်ဒီနေ့ကြီးကမျက်နှာတစ်ခုလုံးကိုအဲ့ဒီ Hourglass ရဲ့ပဲလက်လေးနဲ့ပဲပြင်ပါအဲ့ရောကြတော့အခု eye shadow ထည့်ဖို့လေအဲ့ဒီ palette ထဲကပန်းခုနကတော့ပါးနေထည့်ထားတဲ့အထက်ကပဲနည်းနည်းရင့်နေလို့ထင်တဲ့နေရာလေးကိုမျက်ခွင်ရဲ့အပေါ်မှာ eye shadow ဆိုတဲ့ brush ကလေးနဲ့တေချာလေးပုတ်ပြီးတော့တင်ပေးလိုက်ပါတယ်ပြီးတော့တတလေးဖြန့်ပေးလိုက်တယ်ပေါ့နော်အယောင်လေးကလေအရန်ကိုတဘာဝဆန်ဆန်လေးထွက်တာမျက်ခွန်နှစ်ဖက်လုံးကိုတေချာလေးခြေပေးလိုက်ပါတယ်မျက်လုံးရဲ့အောက်ပေါ်မျက်ခမ်းအဆက်ကလေးတွေကိုလည်းခြေပေးလိုက်တယ်အဲ့ဒါဆိုရင်မျက်လုံးလေးကပိုပြီးတော့လှသွားတယ်လို့ထင်ပါတယ်ပြီးရင် blending brush ကလေးနဲ့တေချာလေးဖြန့်ပေးလိုက်ပါ eye shadow မဟုတ်ပင်မဲ့ဒီ palette က blusher သုံးတဲ့ဟာကို eye shadow အစားထိုးသုံးတာဟိုတနေ့ကလည်းသုံးကြည့်ပြီးပြီပေါ့နော်တနေ့ကုန် cracky မဖြစ်ဘူးအရန်ကိုအကြာကြီးလဲခံတယ်တကယ်စိတ်ကြည်နေစီတယ်ပေါ့နော်ပြီးရင်တော့ဒီ bronzing color လေးကိုယူပြီးတော့ကိုယ်သွဲခြင်းတဲ့နေရာလေးတွေမှာ shape ပေါ်ခြင်းတဲ့နေရာလေးတွေမှာလိုက်ပြီးတော့တေချာလေးချပေးလိုက်ပါတယ်အယောင်လေးကဒီအယောင်လေးပါကြည့်လိုက်ပါဦးနော်ရီရဲ့မီယိုလေးကိုပို့ပြီးတော့ကြတော့ jaw line ကိုပို့ပြီးမြင်ရအောင်သူကကောင်းကောင်းကြီးကိုပံ့ပိုးပေးနိုင်ပါတယ် bronzy shade ကိုကြည့်ပြီးကိုယ့်အတာကိုကြည်နဲ့နေနောက်တစ်ဖက်ကိုလည်းညီအောင်ထပ်ချလိုက်ပါအောင်မယ်ဒီ bronzing color လေးနဲ့ဆွမ်းမှာဆိုရင်အယောင်ကပိုရင့်နေသေးလားအဲ့ရောပိုပြီးတော့လှလှလေးထွက်မယ်လို့ထင်တယ်ဒါပေမဲ့အခုတော့ကိုယူထားတဲ့ palette ကလေးနဲ့ပဲကိုယ့်အတာကိုအလှဆုံးဖြစ်အောင်လုပ်ရတာပေါ့နော်ဒီလိုနှစ်သေးဆက်ကလေးတွေစပင်းနဲ့အဲ့လိုမျိုးထီနေနေရလေးအိမ်သားလေးကိုလည်းနည်းနည်းလေးပြည့်လေးညူအောင်လိုက်လုပ်လိုက်ပါတယ်ခုနောက်ဆုံးကတော့ highlight ထည့်တော့ပါမယ် highlight ကလေးကိုလည်းအဲ့လိုမျိုးပဲပါရဲ့ပြောင်ရင်းတဲ့နေရာလေးတွေမှာထပ်ပြီးထည့်လိုက်တယ်ပါယူလေးတွေပေါ့ပြီးလို့ရှိရင်နှာခေါင်းရဲ့အလဲကောင်တက်တဲ့တို့မျက်နှာလေးကတစ်ခုလုံးက glue glass ကလေးဖြစ်နေတယ်။တဏီကုံလျှောက်သွားလဲတကယ်တော့ तू ကမပြတ်ဘူးသေးလား။တဏီကုံမျက်နှာအယောင်ဖြော့မသွားဘူး။ပြီးလို့ရှိရင် cracky တွေမဖြစ်ဘူး။အဲ့ဒါနဲ့ကိုအရန်ကောင်းနေပြီ။အခုအဲ့ဒါကို eyeliner လေးနှာခမ်းလေးဆိုးလိုက်ပြီးဆိုတော့မျက်နှာလေးကတော်တော်လေးကိုပြောင်လက်လှပသွားပြီလို့ကိုအရန်ကြီးကြည်နက်သွားပါပြီနော်။ဒါလေးကတော့ horse ballet ကလေးနဲ့တမျက်နှာလုံးပြင်ပြသွားပေးတာပါနော်အဲ့လိုပဲစွမ်းတို့ဒီယာတို့ fox တို့နဲ့လည်းတမျက်နှာလုံးလှလှလေးဖြစ်အောင်ပြင်လို့ရပါတယ်ဒီကတော့နောက်ထပ်ရွေးရမယ်ဆိုရင်စွမ်းလေးကိုပဲရွေးမှာပါအဆုံးထိကြည့်ပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်နော်